你们好，琪琪吧。琪琪ဒီနေ့ class လေးတို့ချီချီရဲစီမှာအရင်လူပြောများနေတယ်to be honest နည်းနည်း paragraph များနေတယ်နံပါတ်30ခွန်အကြီးတန်းဖူလန်လေးကိုပြပြမှာဖြစ်ပါတယ်ရှင်အကြီးတန်းဖူလန်လေးကလေဘာဖြစ်လို့အဲ့လိုမျိုးနည်းနည်းသဘောမကျတဲ့ချက်တွေများရလဲဆိုတော့ Nobel ကိုအရင်အတီးဖတ်တာကြောင့်လို့ထင်တယ်ပြီးတော့သူကကြောက်လေတခြားကူပြောင်းလို့ပဲနည်းနည်းလေးကွာခြားတယ်ဘယ်လိုမျိုးကွာခြားလဲဆိုတော့စက်ကောင်လေးကကြာနည်းနည်းလက်တွေ့ဆန်လာကြည့်နေရ Nobel ဆိုတာကြတော့ကွာပြောရမယ်ဆိုလို့ရှိရင်ဝိထုဖတ်တယ်ဆိုမှတော့ကွာအပြင်လောကကိုအခြေခံထားရဲဆိုပေမဲ့အပြင်လောကနဲ့မတူတဲ့နေချုံမြိန်နဲ့အရာလေးတွေတော့ခံစားချင်ကြပါဘောနော်စိတ်ကူးညင်ညပေါ့ပျော်ရွှင်ညင်ညပေါ့ဒါပေမဲ့ဒီထဲမှာတော့စက်ကောင်တွေအကုန်လုံးတော်တော်လေးကိုလက်တွေ့ဆန်နေပေါ့နော်ဘယ်လောက်ထိလက်တွေ့ဆန်လဲဆိုတော့ကူပြောင်းလာတဲ့သူတွေကလည်းပဲဒီဘက်ခေတ်ကလိုမျိုးပေါ့နော်လောက်ရက်တွေကိုလုပ်ပြီးတော့ရှေ့ခေတ်နဲ့အဝင်ခွင့်ကြမဖြစ်တာမျိုးတွေရှေ့ခေတ်မှာရှိနေတဲ့ကော်လေးတွေရဲ့ပုံစံလေးကိုကြည့်လိုက်လို့ရှင်လည်းပဲရှီချီတို့ရဲ့ဒီဘက်လက်တွေ့ခေတ်မှာပေါ့နော်လက်တွေ့ခေတ်မှာလက်တွေ့ခေတ်ရဲ့အမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်အရန်ကိုအားနေပြီးတော့ how to say ပျော်ညံ့တဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးလေးတော့တွေ့ရလိမ့်မယ် that's not too good ဇလန်းလေးကဒီလိုပေါ့နော်ချီချီတို့ရဲ့ MCG ရှန်တာကောပေါ့နော်ရှန်ယူရကူပြောင်းလာခဲ့တယ်သူကူပြောင်းလာခဲ့တာသူနဲ့နာမည်တူရုပ်ရှင်စင်တဲ့ခန္ဓာကိုယ်တစ်ခုမှဒါကတော့ထုံးစံတိုင်းကူပြောင်းနေတဲ့အတိုင်းပေါ့သူမှလည်းပဲဖူးလန်လေးတယောက်လေးပဲရှိနေတယ်ဖူးလန်လေးတယောက်ရှိနေပြီးတော့ဖူးလန်နဲ့လက်ထထားရသူရဲ့ဖူးလန်လေးကလည်းပဲကိုဝင်းကြည့်နေပေါ့နော်ကိုဝင်းကြည့်နေဒါပေမဲ့ထုံးစံတိုင်းပဲမူလပိုင်းရှာအရန်ဆိုးတယ်အရန်ကားတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်ပေါ့ရှန်ယူရောက်လာတဲ့အခါမှာကျတော့ရှန်ယူရဲ့နောက်ကိုယ်တိုင်းလိမ်မာသွားတယ် but ရှန်ယူကအဖြောင်ကောင်းကြီးဖြစ်တယ်အဖြောင်ကောင်းကြီးနော်အဖြောင်ကောင်းကြီးဒီညမှာပြောစင်တာရှန်ယူဖြောင်တယ်ဆိုတာတကယ်ဖြောင်တာနော်သိလားတော်တော်များများလိုမျိုးလေငါမကေးဘူးဆိုပြီးတော့2ပိုင်း3ပိုင်းလောက်ကြာလို့ရှင်ဖုန်းရင်လက်သွားပုံစံမျိုးမဟုတ်တကယ်ယူဖြောင်တာဗျာသိလား तू ကဘယ်လိုပြောရမလဲဝမ်ချိုးကို तू ညီလေးလိုမျိုးသူ့ရဲ့ညီလေးလိုမျိုးတော့သဘောထားတာဝမ်ချိုးရဲ့တကအဲ့ချိန်မှာ18နှစ်ဆိုတော့လေ18နှစ်ဆိုတော့အားဒါဆိုလို့ရှိရင်ငါတို့ခင်မှာဆိုလို့ရှိရင်ဒါအထက်တန်းကျောင်းသားလေးပဲရှိသေးတယ်ပေါ့အဲ့လိုမျိုးတွေ့ရသူကဂယူးဆိုင်ပေးပါတယ်ဝမ်ချိုးကိုကြာတော့သူ့ရဲ့အမှုချင်းတွေကပြောင်းလဲလာတယ်ပိုကောင်းလာတယ်သူ့ရဲ့ဖူးလန်လေးကိုဂယူးဆိုင်ပေးလာတယ်လိမ်မာလာတယ်ရွာသားတွေကိုလည်းပဲဆေးပါခုပြဲရှက်မြင်ရဒီဘက်ခင်မှာတော့သူတိုင်းစီဆရာဦးသူကတိုင်းစီဆရာအောင်ဆိုတဲ့အခါကျတော့ဟိုဘက်မှာလည်းပဲဈေးပင်တွေပါအကုန်နားလေပေါ့နော်ဒီငါးတွေပါအစိမ့်ပြီးတော့လဲသူကကူညီပေါ့သူတို့ရဲ့ရှက်ရောက်လာတဲ့အခါမှာသူတို့ရဲ့မိသားစုတွေလည်းပို့ပြီးစီးပွားရေးလည်းအဆင်ပြေလာတယ်ဝမ်ချူလည်းပို့ပြီးတော့ကောင်းကောင်းမွန်မွန်နေလာရတယ်ပေါ့နော်သူရဲ့ကိုဝင်းကြီးကိုလည်းပို့ပြီးတော့ခယူးဆိုင်နေလာတယ်အဆင်ပြေလာတယ်ပေါ့နော်ရှက်ကြီးကလုံးဝထိတ်ခဲလုပ်ပြီးတယ်တရက်ကြာသူတို့ပတ်စံလေးပါလေအဆင်ပြေလာတဲ့အခါကျထုံးစံတိုင်းပေါ့သူမြို့ပေါ်သွားကြတယ်မြို့ပေါ်သွားတဲ့အချိန်မှာမြို့ပေါ်သွားချိန်မှာတဲဟိုကမှအိပ်ပြီးတော့ရှက်ရင်ညဘက်ပြင်းနေပါလေသွားတဲ့အချိန်မှာသူကဆောင်းကြံမြန်ရောက်သွားပြီးတော့အဲ့မှာလူတယောက်ကိုတွေ့အဲ့လူတယောက်ကဖြစ်စင်တော့ရှက်ရင်ရဲ့ငယ်တငယ်ချင်းမူလာhow to say မူလာခန္ဓာကိုယ်ရဲ့တငယ်ချင်းမဟုတ်ဘူးเนาะရှမ်းတာကိုရဲ့ဒီဘက်21ရာသလား22ရာသလားအဲ့ဒီမှာရှိနေတဲ့တငယ်ချင်းလျံကျိုးဆွဲတယောက်နဲ့တွေ့လာပြီးတော့စောင့်ကြံမြန်နေကဲထုတ်လိုက်တယ်ပေါ့ကွယ်ကဲထုတ်လိုက်ပြီးတော့ကဲထုတ်တာလည်းရရရင်တော့သူများရေးဆိုလို့ရှိရင်တော်တော်များပုံမှန်တော့ပဲဒီမှာဆိုလို့ရှိရင်ဝယ်လိုက်မှာဒီလားပြည်စားခမ်းမနေပဲပြန်ပြီးဝယ်လိုက်မှာဒါမင်းရှန့်ရှန့်တာကွာအဲ့လိုမလုပ်ဘူးဝမ်ချိုးအစိတ်ဆေးပေးလိုက်တာဝမ်ချိုးအဲ့ဒါကိုတောက်တကူလုံးပြည်တဲ့နိုင်ကြီးဖူးကြီးပါကြီးညာကြီးပေါက်လဲပြီလဲပြောဝမ်ချိုးတိတ်ပါပြီဆိုပြီးပြည်စားခမ်းမဝမ်ချိုးလမ်းပေးသွားပြီးပြစ်လိုက်တဲ့အခါအမိုက်ပုံမှာပြစ်လိုက်တဲ့အခါကျမှရှန့်တာကိုရသူ့အိမ်ကိုကောက်လာပြီးဆေးကူပြီးပြီးတော့ကောင်းသွားတဲ့အချိန်မှာသူ့နိုင်ငံသားအသက်အနေနဲ့မှတ်ပုံတင်နေပါသွင်းပြီးအဲ့လိုမျိုးလုပ်ပြီးလိုက်တာလျံကျိုးပြီးတော့လျံကျိုးကကြာဘယ်လိုလဲဆိုတော့ရှက်ယူနေသူငယ်တငယ်ချင်းကြီးရှက်ရင်ကကွာဒီဘက်ခင်မှာဆိုလို့ရှိရင်အရန်ကိုချမ်းသာပြီးတော့ကြီးမြတ်တဲ့မိသားစုကတိုင်းဆေးဆောင်တယောက်အဲ့လိုတိုင်းဆေးဆောင်တယောက်ဖြစ်နေတဲ့အခါကျတော့သူကပြောရမယ်ဆိုရင်အရန်အဆင့်တန်းမြင်ပါတယ်သူကဝမ်ချိုးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဝမ်ချိုးကကြတော့how to say ရုပ်ကလည်းစိုးသေးရကွာပြောရမယ်ဆိုရင်ရှက်ရီတို့လျံကျိုးတို့ရဲ့အနေနဲ့ကြည့်မယ်ဆိုရင်ဝမ်ချိုးကတခြားတယောက်ရဲ့မိန်းမဖြစ်နေတယ်တခြားတယောက်နဲ့
ဒီကိုဝင်ဆောင်ထားတဲ့တခြားသူရဲ့မိန်းမဖြစ်နေရဲ့ရှန့်ယူရဲ့မိန်းမမဟုတ်ဘူး but ဝမ်ချိုရဲ့အမြင်နဲ့ကြည့်မယ်ဆိုလို့ရှင်တော့ရှန့်ယူကသူ့ရဲ့ခင်မွန်းသူ့ရဲ့အားကိုးရာအရင်ဆိုပေမဲ့လိန်မာသွားပြီးသူအားကိုးမိခိုးလို့ရနေခင်မွန်းဖြစ်နေဒီမှာ conflict တွေရှိလာတယ်ပေါ့နော်လျန်ကျိုးကကြတော့ကွာတကယ်ကိုအစိုးအစာလူဆိုးစိတ်ပုတ်စိတ်ယူကလည်းတအားရှိတာသိလားချီတိုင်းပဲဘာလို့ချီတိုင်းပဲလို့ပြောလဲဆိုတော့လျန်ကျိုးရဲ့လုပ်ရက်တွေကိုချီကကိုချင်းစာနိုင်နေ I can feel ဘာဖြစ်လို့လဲဆိုတော့လေချီကိုယ်တိုင်တော့မှပဲချီရဲ့အကိုလက်ထက်တော့မယ်ပေါ့နော်လက်ထက်တော့မယ်ဆိုရင်မှချီရောင်းမအောင်အရန်မုန်းခဲ့ငါအကိုငါစီကနေလူသွားတဲ့မိန်းမဆိုစိတ်မျိုးချီရဲ့ရင်ထဲမှာဝင်ခဲ့တယ်ရောင်းမအောင်ဆိုလို့ရှိရင်အမြဲတမ်းပေါ့နော်လက်မထက်ခင်မှာအမြဲတမ်းချီလေးစောင်းမြောင်ခနဲ့ပေါ့နော်တရားချီရဲ့ရွယ်တငယ်ချင်းနဲ့ရောင်းမဖွင့်ထားတဲ့ဆိုင်ကိုသွားခနဲ့ရွယ်အဲ့လိုမျိုးတွေလုပ်ခဲ့ဘူးလေပေါ့နော်ဒါအခုတော့အဆင်ပြေသွားပါပြီရောင်းမကလည်းချီကိုချစ်တယ်ချီကလည်းရောင်းမကိုချစ်သွားပြီကိုကြီးနဲ့မတည့်ရင်တော့ရောင်းမနဲ့တည့်တယ်အဲ့လိုမျိုးပေါ့နော်ချီလည်းအမြဲတမ်းကစိတ်မပုတ်ပါဘူးလျန်ချိုးကလည်းအဲ့လိုပါပဲသူကရှန့်ယူကဒီဝမ်ချိုးကိုအရန်ချစ်တယ်သူဘလို့တတ်မရတော့ဆိုတော့တိသွားတဲ့အချိန်မှာတော့သူစိတ်လျှော့လိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုသူစိတ်မလျှော့နိုင်ခင်တုန်းမှာတော့ဝမ်ချိုးနဲ့သူနေရတော့ heavy conflict တွေရှိခဲ့တာပေါ့နော်လျန်ချိုးကအားစိတ်ပုတ်တာသိလားဖြတ်ရိုက်ချင်းစရာကောင်းလာအောင်လို့လျန်ချိုးကစိတ်ပုတ်တာပြီးတော့နောက်တစ်ခုကကြာလေသူကဘာဖြစ်လို့လေချီအရန်လက်တွေ့ဆန်တယ်လို့ပြောရလဲဆိုတော့လေချီတို့ရဲ့ MC ပါဝင်ပေါ့နော်လျန်ကျိုးတို့ပါတော့ဒီဘက်ခေတ်ကနေကူပြောင်းလာတဲ့လူတွေဆိုပေမဲ့လေကြီးမားတဲ့ဂုဏ်ဆောင်မှုတွေမရှိဘူးသိလားသူများရဲ့လူမျိုးအရန်ချမ်းသာသွားတယ်ဟာမြေတွေဝဲလိုက်တယ်ခြံတွေဝဲလိုက်တယ်ဘောစီဖြစ်သွားတယ်တထိတ်ဖြစ်သွားတယ်ပေါ့နော်တရားအဲ့လိုမျိုးအရန်ကိုဘာမှဖြစ်မလားဘာမှဖြစ်မလားသူတို့လိုပဲဖြစ်ရှင်တော့လေတခြားကိုပြောင်းလာလူအများကြီးရှိတယ်ချီထင်တာတော့လေသိလား just my opinion မှာချီထင်တာကတော့လေဒီမူရင်းအာသာရေးရသူကလေ transmigration နဲ့အရန်အဖက်လွန်ပြီးတော့ transmigration တွေပေါ်မှာသူတို့နာကြီးနေပုံရတယ်သိဘာဖြစ်လို့လဲဆိုတော့လေ transmigrated ဖြစ်လာတဲ့လူတိုင်းလွယ်ကူပြောင်းလာတဲ့လူတိုင်းလွယ်တလွဲတွေကြီးပဲသိလားထုံးစံတိုင်းသိရမလားကူပြောင်းလာတဲ့လူတွေဆိုရင်ဝတ္ထုတွေပြင်ပြီးတော့ရေးတာရှိတယ်လေအဲ့မှာခန်းဆောင်ဒီအိမ်မက်တို့နောက်ထပ်ပါလဲခန်းဆောင်ဒီအိမ်မက်တို့အိုင်နာဟိုပါလဲ၃နိုင်ငံ၃ပြည်အောင်စစ်ပွဲလား၃ပြည်အောင်စစ်ပွဲတို့အဲ့လိုမျိုးအနောက်ရက်တို့ခီးစင်တို့ပေါ့နော်အဲ့လိုမျိုးအဲ့ဒီဟာတွေကိုရေးတဲ့သူရှိရယ်နောက်ဆုံးကြသူလည်းပဲခေါင်းဖြတ်ခံလိုက်ရတယ်ချီအောင်မှပဲဟိုမှာ channel မှာ true ထားသေးရလေတရွာလုံးကူးပြောင်းပြီးတစ်မျိုးလုံးထောင်ကြရဲဆိုအဲ့ဒီစာအုပ်ကြောင့်တစ်မျိုးလုံးကိုထောင်ကြတာတိအဲ့ဒီစာအုပ်ကိုလက်ဝဲထားတဲ့သူအိမ်မှာရှိနေတဲ့သူတွေကိုအဲ့လိုမျိုးပြောတဲ့အချိန်မှာတစ်မျိုးလုံးနီးပါအဲ့ဒီစာအုပ်နဲ့ပတ်သက်တဲ့အသုံးဆောင်ပစ္စည်းအိမ်မှာရှိနေတဲ့အခါဝမ်ချိုးတို့မိသားစုရှန့်ယူတို့ကြီးလည်းအကုန်လုံးပါပေါ့ရှန့်ယူကကြိုတင်ပြီးတော့ခံမှန်းပြီးတော့ဘာတွေဖြစ်လာနိုင်လဲဆိုတော့ဒီလိုစာအုပ်တွေဖြတ်စီးလိုက်တာမှပဲအဖိုးရပါဆိုတာကရှန့်ယူတို့ရဲ့ရွာကတမားတော်ပေါ့နော်ရှန့်ယူတို့နဲ့အတူနေအဖိုးရပါနဲ့ဟိုဝမ်ချိုးနဲ့ကလေလက်မခံဘူးအဲ့ဒါတွေကိုလေတိမ့်ထားပြီးတော့အဲ့လိုမျိုးတွေဖြစ်ကြသေးရဲ့ဒီလားပြောရမယ်ဆိုလို့ရှိရင်ကွာကူပြောင်းလာတဲ့လူတွေကလည်းတာမန်လူတွေဖြစ်တဲ့အတွက်ကြီးမကုံဆောင်တာတွေမရှိဘူးသူတို့အမားတွေလုံးမိသွားကြရဲပေါ့နော်အဲ့လိုမျိုးတွေရှိရဲနောက်တစ်ခုကကြတော့ဇာတ်ကောင်ကြီးကအရန်ကို perfect ဖြစ်ပြောလေလုံးဝကို idea type ပေါ့နော်ဒီလားhusband idea type တို့ကတော့အဲ့လိုပုံစံမျိုးမဟုတ်ဘူးဝမ်ချိုးဆိုလို့ရှင်လည်းသွားရှေ့ခေတ်ကကောလေးကောရီနဲ့မိန်းမတွေနဲ့တူတူပဲမလားတူတူပဲဆိုတာကတော့ဟိုဂျန်နာတော့꿰တာပေါ့နော်ဒါပေမဲ့သူတို့ရဲ့ဒီhow to say သူတို့ရဲ့ social မှာပေါ့နော်သူတို့ရဲ့ role ကအတူတူလိုက်ပဲရှိတာဟိုအိမ်မှုကိစ္စရဲလို့ရမယ်အိမ်မှာစနေမြတယောက်နည်းနည်းပြရကလေးမွေးပြရလို့ပုံစံမျိုးဝမ်ချိုးကလည်းအဲ့လိုပုံစံမျိုးပဲနော်ချီတို့ဖတ်ခဲ့ဘူးတဲ့အဲ့ကောရီအရင်ကောရီတော်တော်များများချီတို့လည်းကောရီအများကြီးဘာသာပြန်ခဲ့ပူပါတယ်အဲ့လိုဟာတွေမှာဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့ကောလေးတွေကလေအရင်လှမှဘူးအရင်ယူရှင်းတဲ့ပုံစံမျိုးလေးနေတယ် no ဝမ်ချိုးတို့ကအဲ့လိုမဟုတ်ဘူးမရှိလို့သာမလုပ်ရသူမှပတ်ဆက်ရှိရတယ်လေအလှပြင်ပစ္စည်းတွေပြေးဝယ်တာလူရှန့်ပြီဆိုလို့ရှိရင်လေဝမ်ချိုးအဲ့ဒီမိတ်ကက်တွေအလှပြင်ပစ္စည်းတွေညနေချီနှက်ခမ်းနေမသုံးပါနဲ့လို့ပြောတာမှပဲလုံးဝအောင်အိမ်မှာစီကန်းထုတ်ပြီးဝမ်ချိုးတားမြရတဲ့အထိပဲအဲ့လောက်ထိဝယ်ပြီးဝမ်ချိုးဘလို့အလှပြင်နေမှလည်းတရေရုပ်လို့အလှပြင်နေအဲ့လိုမျိုးအဲ့တော့ဗာပြောရမယ်ဆိုလို့ရှိရင်အရင် perfect ဖြစ်မနေတဲ့ဇလန်မျိုးပေါ့ဒီလားဇက်ကောင်ကြီးကအရင် perfect ဖြစ်မနေတဲ့အခါကျတော့ဖက်ရတဲ့အခါမှာစာဖတ်သူတွေနဲ့အရသာပေါ့မယ်လို့ထင်တယ် so အဲ့ဒီလို type မျိုးလက်ခံနိုင်မှာပဲချီကတော့ try ကြည့်စီရှင်နေပေါ့နော်ဒါအမေအဲ့လိုပုံစံမျိုးမကြိုက်ဘူးဆိုလို့ရှိရင်တော့ဖတ်မကြည့်တာတော့
ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဖတ်လိုက်ရပြီးတော့နည်းစိတ်နှောက်ယှက်ဖြစ်ရပဲဖတ်တယ်ဆိုမတန်းဘူးလေနော်ဆိုဒီ